အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Glory 7ကနေပြီးတော့ကျွန်တော်တို့ပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညနေ6နာရီခွဲပေါ့နော်မြန်မာစံတော်ချိန်6နာရီပေါ့ဗျာ6နာရီမှာရှင်ပြိုင်ကစားကြမယ်ဒီကျွန်တော်တို့ United အသင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲစဉ်မတိုင်ခင်မှာကျွန်တော်တို့ဒီ United အသင်းကဒီအိမ်ကွင်းဒီနေ့ရာဒီနောက်ဆုံးပွဲစဉ်ဖြစ်တာနဲ့အညီပေါ့ဗျာကျွန်တော်တို့ဒီအမှတ်တရခေါင်းတွေအမှတ်တရပေါင်းများစွာတွေပြုလုပ်ပေးဖို့အစီအစဉ်တွေရှိရဆိုပြီးတော့သိရပါတယ်ဒီစီစဉ်တွေကဘာလဲဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဒီပရိသတ်တွေအနေနဲ့ဒီ Casemiro ရဲ့ဒီ Old Trafford နောက်ဆုံးပွဲစဉ်ပေါ့ဗျာနောက်ဆုံးနှုတ်ဆက်ပွဲစဉ်ကိုကျွန်တော်တို့ဒီဘန်နာကြီးကြီးပေါ့ဗျာဒီတစ်ပိုလိုပုံစံမျိုးနဲ့ဒီဘန်နာအကြီးကြီးနဲ့ကျွန်တော်တို့ဒီ Casemiro အတွက်ဒီ Stamford End ပတ်ချမ်းမှာပေါ့ဗျာဒီပွဲမစခင်ကတည်းကကျွန်တော်တို့ဒီကြိုတင်ပြင်ဆင်ပြီးတော့မှပြုလုပ်ထားရဆိုပြီးတော့သိရတယ်ပေါ့နော်ဒီပရိသတ်တွေကိုလည်းကျွန်တော်တို့ဒီကွင်းထဲကိုစောစောစီးစီးလာရောက်ကြဖို့ဒီပြောဆိုထားကြတယ်ပေါ့ဒါကကျွန်တော်တို့ဒီ United အသင်းရဲ့ချစ်စရာကောင်းတဲ့ဒီအပြုအမူလေးပေါ့ဗျာကျွန်တော်တို့ဒီခုဒီနေ့ကံမဲ့ပွဲစဉ်ကဒီပျော်ရွှင်မှုတွေရောဒီဝမ်းနည်းမှုတွေရောဟိုဒီဝမ်းသာမှုတွေရောရတပေါင်းစုံပေးစွမ်းနိုင်မဲ့ဒီနောက်ဆုံးအိမ်ခွင်းရာသီပိတ်ပွဲပေါ့ဗျာနှုတ်ဆက်ပွဲဒီလိုဖြစ်လေအမျိုးစုံပေါ့ဗျာရတကျွန်တော်ပြောသလိုပဲရတပေါင်းစုံပေးနိုင်မဲ့ဒီနေ့တနေ့ပွဲတစ်ပွဲလို့ဆိုရင်လည်းမမှားဘူးပေါ့ဗျာကျွန်တော်ရဲ့ Casemiro ဒီကကွင်းလင်ကစားသမား Casemiro ကသူရဲ့ကစားသမား Old Trafford မှာပေါ့သူရဲ့ကစားသမားဘဝနောက်ဆုံး Old Trafford မှာကံမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်နောက်ဆုံးပွဲစဉ်တော့မဟုတ်သေးဘူးပေါ့ဗျာနောက် Brighton နဲ့ပွဲစဉ်နဲ့ကြံသေးတာဟုတ်အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကိုကစားရတော့မှာပေါ့ဗျာပြီးတော့ဒီ Academy ကစားသမားလေးတွေပေါ့နော်ဒီ Academy ကစားသမားလေးတွေ JJ Gabriel တို့ Tyler Fletcher တို့ဒီကစားသမားတွေကလည်းအကောင်းဆုံးလူငယ်အကောင်းဆုံးစုတွေရတယ်ပေါ့ဒီလိုစုတွေကိုလည်းကျွန်တော်ကွင်းကြီးထဲမှာပဲဒီဂုံပြုတ်ပြီးတော့စုပေးအပ်သွားမယ်ဆိုပြီးတော့လည်းသိရပါတယ်ဒါလည်းလူငယ်လေးတွေအတွက်ဒီကောင်းမွန်တဲ့ဒီလှုပ်ဆောင်ပေးမှုတစ်ခုဖြစ်တယ်ပေါ့ဗျာလူငယ်လေးတွေအတွက်ကတော့ဒီအမှတ်တရတွေအများကြီးဖြစ်သွားစီမှာပါဒီနောက်တစ်ခုကကြတော့ဒီပွဲပြီးသွားရင်ပေါ့ဗျာအကုန်လုံးဖူးတိုင်းပြီးသွားပြီပွဲအကုန်လုံးကစားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီတစ်နှစ်လုံးပေါ့ဗျာတစ်နှစ်ပတ်လုံးအားပေးလာတဲ့ United ပရိသတ်တွေကိုကျွန်တော်တို့ဒီအသင်းသားတွေရောဒီပြအဖွဲ့ဝင်တွေရောဒီအသင်းနဲ့ပတ်သက်တဲ့တာဝန်ရှိသူတွေကရောအကုန်လုံးပေါ့တဲ့လိုက်လံပြီးတော့ပရိသတ်တွေကိုနှုတ်ဆက်ရမယ့်အစီအစဉ်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီပွဲချိန်ပေါ့ဗျာဒီပွဲချိန်အတွင်းမှာဒါမှပွဲချိန်ပြီးမှလည်းဖြစ်သွားနိုင်တယ်ပွဲချိန်အတွင်းလည်းဖြစ်သွားနိုင်တယ်ပွဲမစခင်လည်းပွဲမစခင်တော့ဖြစ်ဖို့တော့ကျွန်တော်မဖြစ်လာဘူးပေါ့နော်ကျွန်တော်ပွဲချိန်အတွင်းမှာပဲပွဲပြီးချိန်ဖြစ်ဖို့လည်းများပါတယ်ပွဲပြီးချိန်မှာဆိုရင်ကျွန်တော်ဒီ Casemiro ရဲ့နှုတ်ဆက်စကားပရိသတ်တွေကိုနှုတ်ဆက်စကားတွေပြောမယ်ပြီးနောက်ဆုံးကြတော့ကျွန်တော်တို့ရဲ့အဓိကနီးပြကြီး Michael Carrick ကဒီကျေးဇူးတင်စကားဒီပြီးဆုံးမှာပေါ့ဗျာအကုန်လုံးပွဲပြီးမှာကျေးဇူးတင်စကားပြောဆိုသွားမယ်ဆိုပြီးတော့သိရပါတယ်ဒါကတော့ဒီနေ့ကျွန်တော် United အသင်းကဒီ Nottingham Forest နဲ့ကစားမဲ့ပွဲမတိုင်ခင်ဒီပြုလုပ်မဲ့အရာတွေပွဲပြီးသွားတဲ့ခါရင်ပြုလုပ်သွားရမယ့်အရာတွေအကုန်လုံးကိုကျွန်တော်ပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Old Trafford ဝင်ကြီးထဲမှာသွားကြည့်ကြမယ့်ပရိသတ်တွေကလည်းစောလာဖို့ကျွန်တော်တို့ဒီပြောကြသလိုမျိုးပဲကျွန်တော် United ပရိသတ်တွေအနေနဲ့လည်းဒီစောပေါ့ဗျာဒီပွဲစဉ်ကိုစောကြည့်ရှုကြဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနှစ်ရာသီရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တာဟုတ်ပြီးရသပေါင်းစုံကျွန်တော်ထင်ပါတယ်ရသပေါင်းစုံဒီတပွဲနဲ့ရသပေါင်းစုံကိုရသွားစေမဲ့ပွဲစဉ်တစ်ပွဲအမှတ်တရပွဲစဉ်ဖြစ်သွားနိုင်တာပေါ့ဗျာ။ဒါကြောင့်မို့ကျွန်တော်နိုင်တဲ့ဒီဖန်သားပြင်ပေါ်နေကြီးမဲ့ဟိုပရိသတ်တွေအနေနဲ့လည်းစိုးစီကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ဒီဒါကတော့ကျွန်တော်နိုင်တဲ့အသင်းရဲ့ပွဲပလန်အစီအစဉ်ပေါ့ဗျာ။နောက်ပြီးတော့ကျွန်တော်ဒီပြိုင်မဲ့ကာရစ်ကဒီလက်ကျန်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့လူငယ်ကစားသမားလေးတွေကိုပေါ့နော်ဒီပွဲထုတ်လာမလားပွဲထုတ်မလာဘူးလားဆိုတော့မနေ့ကပြောသွားတာပေါ့ဗျာမနေ့ကဒီမန်နေဂျာဟို talk မှာပြောသွားတဲ့ကိစ္စအရာဖြစ်တာပေါ့မေသတင်းနောက်ကမေးလိုက်တာဒီလာမဲ့လက်ကျန်ပွဲစဉ်နှစ်ပွဲကိုလူငယ်တွေကိုအသုံးဒီကစားခွင့်ပေးမှလားအသုံးချမှလားအဲ့လိုမျိုးပြောသွားတာသူကတော့ပြောသွားတာပေါ့ဒီ100%အသုံးချမှဖြစ်ပါတယ်ပေါ့ကျွန်တော်နိုင်တဲ့အသင်းကဒီလူငယ်ကစားသမားလေးတွေကိုဒီနောက်ဆုံးပွဲစဉ်တွေမှာသူတို့ဟိုဘယ်လိုကောမလဲအခွင့်အရေးပေးရတယ်ဗာညာတွေကျွန်တော်နိုင်တဲ့အသင်းရဲ့အစင်လာပေါ့ဗျာလူငယ်ကစားသမားလေးတွေကိုပွဲထွက်ခိုင်းတာကအစင်လာတရက်လို့ဖြစ်နေပြီပေါ့သူတို့ဘာတွေလုပ်နိုင်လဲသူတို့ဘယ်လိုမျိုးတွေလှုပ်ဆောင်နိုင်လဲဘယ်လောက်ထိအကောင်းဆုံးလုပ်ပြနိုင်လဲဆိုတာကိုသူတို့ပြသရမယ့်အချိန်ကတော့ရောက်လာပြီပေါ့ဗျာ
ဟိုဒီညဒီနောက်ဆုံးပွဲစဉ်နှစ်ပွဲလုံးလဲလူငယ်ကစားသမားလေးကိုတေချာပေါက်ကစားခွင့်ရမယ်ဆိုပြီးတော့သူကပြောသွားတယ်ပေါ့ဗျာဒီရှေးလေးစီအပါဝင်ဒီတခြားလူငယ်ကစားသမားလေးတွေပေါ့ဗျာဒီဒိုင်လန်ဒီဖလက်ချာညီနောင်2ယောက်တို့တခြားသောဒီလူငယ်ကစားသမားလေးတွေဒီဒိုင်လန်ဖက်ထရစ်စင်တို့ဒီလူကစားသမားလေးတွေကိုသူကဟိုကစားခွင့်တွေပေးသွားမယ်ဆိုပြီးတော့သိရပါတယ်ဒါကလည်း United ရဲ့ထုံးစံဆိုပြီးတော့သိရပါတယ်ပေါ့နော်ပြီးတော့ဒီအခုဒီနေ့ David Nottingham Forest နဲ့ပွဲစဉ်အပြေးနောက်ဆုံးပွဲပေါ့ဗျာဒီ Brighton နဲ့ပွဲမှာလည်းလူငယ်ကစားသမားလေးတွေကိုဒီပွဲထွက်ခွင့်နေပြီးပွဲကစားခွင့်နေပေးသွားမယ်ဆိုပြီးတော့သိရပါတယ်ဒါဆိုတော့ကျွန်တော်တို့ United အသင်းရဲ့လူငယ်ကစားသမားလေးတွေရဲ့ဒီစွမ်းဆောင်ရည်တွေဘယ်လောက်မြင့်မားလာတယ်ဘယ်ကစားသမားကဘယ်လောက်ထိစွမ်းဆောင်ရည်ခေါင်းတွေပိုင်ဆိုင်ထားပြီးတော့ဘယ်ကစားသမားတွေကလိုအပ်ချက်တွေရှိနေသေးလဲဆိုတာဒီလက်ကျန်ပွဲစဉ်နှစ်ပွဲမှာကျွန်တော်တို့မြင်တွေ့ရတော့မှာဖြစ်ပါတယ်ဒါကလည်းကောင်းမွန်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလိုထည့်ပေးခြင်းအားဖြစ်ပေါ့ဗျာအနှဲငယ်လေးတော့ကျွန်တော် United အသင်းအတွက်စဉ်းစားစရာတွေအချိန်ပေးတရားတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဘာလဲဆိုတော့ဒီနောက်လာမယ့်ရာသီအတွက်ဒီကစားသမားတွေကိုရောင်းချရမှာလားဒါမှမဟုတ်အငှားချရမှာလားအသင်းမှာပဲဆက်လက်ထားပြီးတော့မှဒီစီနီယာကစားသမားတွေနဲ့အတူတူကျွန်တော်တို့ဒီလက်တွဲပြီးတော့မှကစားစီမှာလားဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေတွေဖြစ်ပါတယ်ဒါကတော့ဒီကျွန်တော်မနေ့ရရှိထားတဲ့သတင်းအကြောင်းအရာတွေသတင်းအကြောင်းအရာတွေနဲ့ပေါ့နော်ကျွန်တော်တို့ဒီနေ့ကံမဲ့ပွဲစဉ်အတွက်ကျုံ United အသင်းရဲ့ပြီးတော့ကျွန်တော် United ပရိသတ်တွေရဲ့အစီအစဉ်တွေကိုကျွန်တော်ပြောပြပေးတော့တာဖြစ်ပါတယ်ဒီစီးကြောင်းနဲ့ပတ်သက်ပြီးတော့ညီကိုတို့အနေနဲ့ဘယ်လိုမျိုးရှိကြလဲဆိုတာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြပါဦးကျွန်တော် United Glory 7 YouTube Channel လေးကိုလည်း Subscribe လုပ်ရသေးဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်